ဒီကိုရီးယားလုံးပဲမင်္ဂလာပါ free eBay နိုင်ခွင့်ရမယ် treasure link မှာကျွန်တော်တို့က box ကောင်းရအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒါယူတဲ့နေရာမှာတော့အရေးကြီးတယ်ဗျတချို့ညီကိုတွေကတော့ယူတာမှားပြီးတော့ယူတာမှားလို့ရှိရင်ဒီကပြန်ပြင်လို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနိုင်ခွင့်ကိုကနိုင်ခွင့်ယူမလားဒါမှမဟုတ်ရင်ဒီရက် eBay တွေကိုမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က coin ယူမလားပေါ့နော်အဲ့ဒါကိုကျွန်တော်တပွဲကန်ပြီးတိုင်းမှာယူလို့ရတယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင် treasure link နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းရှင်းပြပေးမယ်ပေါ့နော်ဘယ်ပွဲစဉ်တွေကိုကန်ရမလဲဆိုတာပြောပြပေးမယ်ကျွန်တော်ပထမဆုံးဒီမှာ mission နဲ့နှိပ်ကြည့်လိုက်ပေါ့နော် mission နဲ့နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် treasure link မှာ treasure link ဒီမှာကျွန်တော်တို့3မုံယူလို့ရမယ်ပေါ့နော်ဒီမှာ1 2 3မုံယူလို့ရမယ်ဒါယူပြီးလို့ရှိရင်ပြန်ပြင်လို့မရတော့ဘူးเนาะဒါကတော့ကျွန်တော်တို့မှာရှိတဲ့ဟာပေါ့နော်မကောင်းသိပြီးတော့3မုံယူလို့ရမယ်ဆိုတော့ okay အဲ့ဒါကိုဘယ်လိုယူမလဲဆိုတော့ကျွန်တော်တို့ကဒီ treasure link ကကြတော့ကျွန်တော်တို့ကန်လို့ရှိရင်AI ပွဲကန်လို့ရတယ်ပြီးတော့ player versus player အဓိကပေါ့နော် AI ပွဲကကြတော့ကျွန်တော်တို့ AI ပွဲကဒီ EVA AI ပွဲတွေကန်လို့မရဘူးဒီကျွန်တော်တို့ AI ဒီ eFootball League AI မှာပဲကန်လို့ရမှာပေါ့နော် eFootball League AI မှာကန်ပြီးလို့ရှိရင်ကျွန်တော်တို့ကတပွဲပြီးတိုင်းမှာသူ box တွေတစ်ခုပြမယ်ပြီးကျွန်တော်လုပ်ပြပြီပေါ့နော် box တွေတစ်ခုပြမှာအဲ့ဒီ box ကိုကယူခြင်းယူမယူခြင်းကြော်ပါပေါ့နော်player versus player ကြတော့ဒီ eFootball League မှာကန်လို့ရတယ်နောက်ဒီမှာ Evan ရဲ့ player versus player မှာလည်းကန်လို့ရတယ်ပေါ့နော် player versus player ကန်တာတော့ပိုကောင်းတယ် online ပွဲပေါ့နော်အဲဒီမှာကန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ဖက်ကစားသမားရဲ့ box ကိုကျွန်တော်တို့ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပုံမြင်နေတယ်ဆိုလို့ရှိရင်ဒီမှာကန်ပေါ့နော်ဒီမှာကြတော့ဟိုဘက်က player 3ယောက်ပါတယ်ဆိုတော့ကျွန်တော်တို့ group eFootball group တွေမှာဖြစ်ဖြစ် post တင်ပြီးတော့မှကန်လို့ရတယ်ဒါမှမဟုတ်လည်းကိုယ့်ကိုတယောက်တည်းလည်းကန်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့3မုံတစ်ခါတည်းပေါ်လာခဲ့မယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်ဒီဟာကတော့ပို့ပြီးတော့မြန်တယ်ပေါ့ဗျာဟိုလိုတပွဲမကန်ရင်ဘူးဆိုလို့ရှိရင်ဒါကတော့ပို့မြန်တယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်AI နဲ့ eFootball League တပွဲကန်လိုက်မယ်ပေါ့နော်โอเคဒါကတော့ကျွန်တော် eFootball League AI တပွဲကန်လာတာပေါ့နော်โอเคကန်ပြီးလို့ရှိရင်ကျွန်တော်တို့ AI ပွဲပဲကန် player versus player ပဲကန်ပေါ့နော်အဲ့လိုမျိုး box တွေတခုသူကပေါ်လာခဲ့မယ်နော်အဲ့လို box တွေတခုပေါ်လာလို့ရှိရင်ကျွန်တော်တို့ကဒီ box ကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီ box ကိုကျွန်တော်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့လို့ရှိရင်ဒီညာဘက်တောက်အောက်မှာရှိတဲ့ဒီ acquire ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်အဲ့ဒီ box ကိုရပါလိမ့်မယ်ခဏပြရတဲ့3ပေါင်းနေရာမှာသူတစ်ပေါက်ပေါင်းလိုက်မှာပေါ့နော်တကယ်လို့ကျွန်တော်တို့ကမကြိုက်ဘူးဆိုလို့ရှိရင်အဲ့ဒါကိုဘတ်နဲ့ပြန်ထွက်လိုက်ဘတ်နဲ့ပြန်ထွက်ပြီးတော့ next ကိုနှိပ်လိုက်တာဆိုရင်ရပြီကျွန်တော်တို့ဒီမှာဘာမှမရှိသေးဘူးနောက်3ပေါင်းစိတ်ကြိုက်ကျွန်တော်တို့ယူလို့ရတယ်အခုဒီဟာဆိုရင်ဗျာဒီပေါင်းဆိုတာယူစရာမလိုဒါ GP တွေပဲပါတာဆိုတော့မမိုက်ဘူးပေါ့နော်ကျွန်တော်တို့ကနှိုက်ခွင်းနဲ့ coin အဲ့ဒါကိုပဲဦးစားပေးပြီးယူပေါ့နော်ယူမယ်ဆိုရင်တော့ကျွန်တော်ဒီပေါင်းစုကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီဟာလေးကိုနှိပ်လိုက်တာဆိုရပြီပေါ့နော်โอเคမယူဘူးဆိုလွယ်လေးပဲ next ကိုနှိပ်ပြီးကြော်သွားလိုက်ကျွန်တော်နောက်တစ်ဝဲကန်လိုက်ပေါ့နော်လွယ်လေးပါပဲဒါကကြတော့โอเคခဏလိုမျိုးကျွန်တော်တို့ကကန်ပြီးတော့ player versus player ပွဲတွေကန်ပြီးတော့ကျွန်တော်တို့ကြိုက်လို့ပေါ့ဗျာခဏကျွန်တော်လုပ်ပြလိုမျိုးပေါင်းစုကိုနှိပ်ပြီးတော့ယူလိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ तू ကလက်ပေါ်မယ်ပေါ့နော်ကျွန်တော်တို့ box တစ်ခုယူတယ်ဆိုလို့ရှိရင်ဒီမှာတစ် box တိုးမယ်နှစ်ခုယူတယ်ဆိုနှစ်ခုတိုးမယ်သုံးခုယူတယ်ဆိုရင်သုံးခုထိတိုးလာမယ်ပေါ့နော်โอเคကျွန်တော်ကတော့ဒါမအားလေးလို့မကန်ရနေတာ ਨੇ ဒီမှာမပေါ်ဘူးပေါ့နော်မပေါ်ဘူးဆိုတော့โอเคဒီလိုရလာပြီဆိုရင်ကျွန်တော်ဒီ box နဲ့ပဲနမူနာပြပေးလိုက်မယ်ပေါ့နော်ဒါတွေကိုလည်း तू ကပြည့်အောင် mission ထပ်လုပ်ရတယ်ဗျအခုရပြီဆိုလို့ရှိရင်အခုဥမာထားပါတော့ဒီဟာကျွန်တော်ရွေးရတာဟာပေါ့ဗျာထားလိုက်ပါတော့ဒါဆိုလို့ရှိရင်ဒီ box ကိုကျွန်တော်ကိုနှိပ်လိုက်နှိပ်ပြီလို့ရှိရင်ဒီထဲမှာ तू ကဒီဥစားတွေပြလာပြီ mission လုံးဝဟာတွေပြလာပြီပေါ့နော်ကျွန်တော်ဒီကောင်နှိပ်လိုက်မှာပေါ့နော်โอเคဒါနဲ့သူဒီမှာရေးထားပြီးတယ်ပေါ့နော်victories in versus AI match ပေါ့နော် AI match မှာ तू ကနှစ်ပွဲနိုင်အောင်ကန်ရမယ်ပေါ့နော်ဒီမှာ तू 1ရင်းဆောင်2ဆိုတာဒါနှစ်ပွဲနိုင်အောင်ကန်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နှစ်ပွဲနိုင်အောင်ကန်ရတယ်ဆိုလို့ရှိရင်ဒီ GP ကျွန်တော်တို့ရမယ်ပေါ့နော်အဲ့လိုပဲကိုယူရတဲ့ box မှာလည်းကျွန်တော်တို့က eBay နိုင်ခွင့်တွေကိုလိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနှိပ်သွားပြီးတော့ကြည့်ပြီးတော့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုဆိုတော့ win eFootball League match in a category of your choice ဒါကိုကြိုက်တဲ့eFootball League မှာ AI နဲ့ပဲကန် player versus player ပဲကန်ဒါသူဒီဟာပြည့်မယ်ပေါ့နော်โอเคနောက်တစ်ခုအဲ့လိုပဲနှိပ်သွားပြီးတော့မှကျွန်တော်တို့ကသူရေးထားပြီးတဲ့အတိုင်းကိုကျွန်တော်လိုက်ကန်လိုက်မှဆိုလို့ရှိရင်ဒီတွေက reward တွေကိုကျွန်တော်တို့ရအောင်မယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဒါကိုသွင်းရအောင်ပေါ့နော်ကိုကျွင်း eFootball League ဆို eFootball League ပွဲမှာကျွန်တော်တို့ကိုသွင်းရမယ်ပေါ့နော်ဒါနှစ်ကိုထိသွင်းရမယ်ပေါ့အဲ့လိုမျိုးပဲဒါ player versus player match ဒါ player versus player ကြိုက်တာတပွဲကန်လို့ရမယ်အဲ့လိုမျိုး mission လေးတွေပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ဒီယူလိုက်တဲ့ box တွေကကြတော့ကျွန်တော်တို့ကဒီနေ့ကန်လို့ရအောင်မဟုတ်ဘူးပေါ့နော်
ဒီမှာတော့ကျွန်တော်တို့မယူရတယ်ဆိုတော့ဒီတဘောကကန်လို့ရမှာထင်တယ်ဒီမှာသူပြရတာကဒါ3လပိုင်းမဟုတ်ပါဘူး3ရက်8လ2026ပေါ့နော်နောက်လ3ရက်နေပေါ့နော်ကျွန်တော်မှားပါတယ်နောက်လ3ရက်နေ8နိုင်ခွဲကျွန်တော်ယူထားပြီးဆိုရင်တော့မှအခုချက်ချင်ရတော့မပွင့်နေဘူးပေါ့နော်ဒီ3ရက်နေ့ထိကိုကျွန်တော်စောက်ပေးရမှာဒီနေ့29ရက်နေ့ဒီနေ့29ရက်နေ့ဆိုတော့ဒါတရက်နေ့စောက်ရမှာပေါ့နော်လာကုန်ပြီ3ရက်နေ့ဆိုလို့ရှိရင်ဒီဘောက်တွေပွင့်လာခဲ့မယ်ပွင့်လာပြီးကျွန်တော်ခဏပြတာလို့ပဲဘောက်ကိုနှိပ်လိုက်နှိပ်ပြီးတော့အမှသူပြရတဲ့ machine လေးတွေကိုဟိုကြီးပြီးတော့နေကန်လိုက်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဒါနှိုက်ခွင့်ယူရတဲ့ပေါ်တာတွေဆိုလို့ရှိရင်နှိုက်ခွင့်ရမယ်တကယ်လို့ coin ရွှေရတဲ့ပေါ်တာတွေဆိုလို့ရှိရင် coin ရမယ်ပေါ့နော်ဒါနှိုက်ခွင့်ယူရတဲ့ပေါ်တာတွေဆိုလို့ရှိရင် software တိပြီးတဲ့အတိုင်းပဲကျွန်တော်တို့ဒီ Ferdinand ပါဝင်တဲ့ box မှာကျွန်တော်တို့နှိုက်ရမယ်ပေါ့နော်ဒါဒီ box မှာကျွန်တော်တို့နှိုက်ခွင့်ရှိမယ်ပေါ့နော်โอเคဒါကတော့ဒီကျွန်တော်တို့ကအရေးကြီးတာကတပွဲပြီးတဲ့အချိန်မှာလောပြီးတော့မှ box ကိုနှိပ်ပြီးတော့မှမယူလိုက်ဘူးပေါ့နော်ကိုကြိုက်တဲ့ box ကိုအရင်ကြည့်ပေါ့ box ကအများကြီးလေးမပါဘူးသူက2ခု3ခုလောက်ပဲပါတယ်ပေါ့နော်သူကမှ reward တွေပြရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်ပေါ့ကျွန်တော်တို့ကြိုက်တဲ့ဟာဆိုလို့ရှိရင်ဒါကျွန်တော်ဒီ special ဆိုလို့ရှိရင်ဒါနှိုက်ခွင့်ကြီးပဲပေါ့နော်ဒီနှိုက်ခွင့်ကြီးပဲပါတာဟာကိုလိုချင်တယ်ဆိုရင်အဲ့ဒီပေါင်းနဲ့တွေ့မှာပဲကျွန်တော်တို့အဲ့ဒါလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်ခဏပြတယ်လို့ပဲညာဘက်အောက်တောက်ကအဲ့ဒါလေးအကွာရလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုရပြီပေါ့အကျွေးမမှားဘူးပဲလိုပါတယ်ကျွန်တော်လည်းအခုမှအားလုံးသင်ပေးရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ